ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့တပန် Audio Book Channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမကွေးညိုစိန်ရေးသားထားတဲ့မွေဝင်စာမောင်လက်ပွားဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးမှဖြစ်ပါရှင်။ဇာတ်လမ်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။မွေဝင်စာမောင်လက်ပွားလူရဲလို့ဖြစ်လာရင်ဆင်းရဲတဲ့လူချမ်းသာတဲ့သူလူလိုသိတဲ့သူလူလိုမသိတဲ့သူဟူ၍ရှိပါတယ်။ဆင်းရဲခြင်းချမ်းသာခြင်းတို့မှာအခုဘဝမှာပြုလုပ်နေသောကောင်းမှုမကောင်းမှုတို့နဲ့ရှေးဘဝကကောင်းမှုမကောင်းမှုလုပ်ခဲ့ခြင်းပေါ်တွင်လည်းမူတည်၍နေပြန်ပါတယ်။ရှေးဘဝကကောင်းကျိုးချမ်းသာပြုလုပ်ခဲ့သူများဟာယခုဘဝမှာတော့အတိုင်းမသိချမ်းသာကြပါတယ်။တချို့သောပုဂ္ဂိုလ်တို့ဟာရအောင်ရခဲ့လာသောလူဘဝကိုရောက်ရှိလာပါတော့လေကြက်မပြည့်သူယူဘဝသို့ရောက်ရှိခဲ့ကြပါတယ်။ဒီအကြောင်းတို့ဟာလည်းယခုဘဝရဲ့ကုသိုလ်အကုသိုလ်နဲ့မဆိုင်ရှိသောဘဝတို့မှာကောင်းမှုလုပ်ခဲ့ခြင်းမကောင်းမှုလုပ်ခဲ့ခြင်းတို့ဖြစ်တာသက်ဆိုင်ပါတယ်။အခုအခါသာသနာတော်ဝဲကြော်လာခဲ့တာကြောင့်တလိษံပိဋ္ဌာမျိုးမျိုးတို့ဟာလူဘဝသို့ရောက်ရှိလာကြပါတော့လေရှေးဘဝကတလိษံမှာရောက်လာခြင်းဖြစ်၍အယူလွဲသောဘာသာတို့ကိုကိုးကွယ်ကြကုန်ပါတယ်။တီထွေးတီကအသေးကလေးများမှာလူဖြစ်လာသူတို့ဟာအသက်ကိုတက်ပြီးရစ်ပူစော်မှာနှက်ပြရောက်မယ်လို့ထင်မြင်ယူဆကုန်ပါတယ်။မိမိကိုယ်ကိုတွေးမများဆုံးလေအထက်ကောင်းငင်ပုံမှာနေကြရပါတယ်လို့သူတို့ရဲ့ဘာသာရေးလမ်းညွှန်ပုဂ္ဂိုလ်တို့မှာလွဲမှားသောအယူဆများကိုငယ်ကလေးကရှိုက်သွင်းခြင်းခံရတာကြောင့်ကိုအသေးခံ၍ဘုံခွဲခဲ့ကြပါတယ်။ကိုကြောင့်လူများများသေးလေကိုအတွက်နောက်ဘဝကောင်းမယ်လို့သိရှိတတ်ဝင်ယုံကြည်ကြလျက်ရှိပါတယ်။တနာစရာကောင်းတော့လူများဖြစ်ခြင်းကိုလူဖြစ်ရှုံးနေရကိုသူတို့မသိကြမတော်တဆခလုတ်တိုက်မိရင်ပဲကိုကြတော့တေမလောက်နားတတ်ကြပြီးတခြားလူကိုကလှုပ်လိုက်ပါကသူ့အလုတ်ခံရသည်မှာဘလောက်နားလိုက်မလဲလို့ကိုချင်းစာစိတ်ရှိကြမယ်ဆိုရင်ကဘာကြီးဟာငိမ့်ချက်တာရမည်ဖြစ်ပါတယ်။ဒါပေမဲ့လည်းဤကဲ့သို့တည်တတ်ဖို့မှာခက်ခဲလာပါတယ်။ရှေးဘွားကဘာသာရေးလိုက်စားခဲ့သူမှာဤသို့သောအသည့်ကိုသိကြမည်ဖြစ်ပါတယ်။ဒါကြောင့်လူလိုမနေရတော့လူတို့အကြောင်းကိုခွဲခြားပြချင်ပါတယ်။အချို့ကကျွန်တော်ရင်းနေသောဂမ်မီယာဝိထုတို့အားအပျော်ဖက်ဝိထုများလို့သတ်မှတ်ကြပါတယ်။အဲ့ဒီလိုသတ်မှတ်ထားသူများကိုကျွန်တော်တို့အပြစ်တင်စရာမလိုပေ။ကျွန်တော်တို့နေ့စဉ်နဲ့အမျှလူအိုလူနာလူသေးရှဟန်တို့အကြောင်းကြောင့်တွေ့မြင်ရပါတော့လေရှေးဆက်ဆက်ကပါရမီနေခဲ့၍တိဋ္ဌိတမင်းသားကဲ့သို့မသိမမြင်မသွေးစားကြတာကြောင့်တာမန်လူသားဘဝမှာတိုးတက်လာခြင်းမရှိခဲ့ကျွန်တော်တို့ရဲ့ဂမ်မီယာဝိထုများကိုနှံ့နှိုင်းချက်ကျော်စဉ်းစားတွေးခေါ်ကြည့်ပါကကိုမကောင်းတာလုပ်ခဲ့၍မကောင်းတာဖြစ်ခဲ့ရခြင်းကိုတွေးရှိကြမိဖြစ်ပါတယ်။တေချာဖတ်ရှုကြည့်ပါကတရားပေါက်မဲ့ဝိထုများစွာပါရှိပါတယ်။စာဖတ်ပရိသတ်များအနေနဲ့မိမိဟာလူတော့မှန်ပါတယ်။ဒါပေမဲ့လူဟူ၍အထကရာမှာ၄မျိုးဖော်ပြထားရမှာမြေတီလူဖြစ်တယ်လဲဆိုတာကိုပြန်လည်ဆန်းစစ်ကြည့်စေချင်ပါတယ်။လူရဲ့လူဖြစ်လာပါတော့လေတခြားသောအသက်များကိုတက်ပြီးချမ်းသာနေသူများသူများပစ္စည်းကိုမတရားသိမ်းမိုက်ခိုးယူပြီးချမ်းသာနေသူများအဲ့ဒီလိုမကောင်းမှုတို့ကြောင့်မင်းဆိုးရစာတို့ကလက်ချေဖြတ်အကျဉ်းချအပြစ်ဒဏ်ချခံရခြင်းဟူသောဆင်းရဲဒုက္ခခံစားနေရသောလူနှင့်မနုဿပိတာလူပိတ်တာရှိဘွားကကောင်းမှုကုသိုလ်ကိုစိုးစွာမှမလုပ်ခဲ့သူမကောင်းမှုများသာလုပ်ခဲ့တာကြောင့်အခုဘဝမှာလူရဲ့တို့ဖြစ်လာတော့လေတောင်းစားနေရခြင်းသူများအိမ်မှာကြုံခံပြီးမှစားဝတ်နေရေးဖြည့်ဆည်းနေရခြင်းစားဝတ်နေရေးကြက်သေးနေရခြင်းဆင်းရဲကြက်သေးစွာဖြင့်ရက်တီရမရကတိန်ကပါပြေးလွှားရှာဖွေနေရတော့လူ၃မနုဿတရိษာနာလူတရိษံလူဝင်ဖြစ်တော်လေသူတစ်ပါးရဲ့ထောက်ပံ့မှုဖြင့်မိသားစုရဲ့ဝမ်းရည်ဖြည့်ဆည်းနေရသူသူတစ်ပါးခိုင်းသမျှကိုလောက်ကန်ဆောင်ရွက်နေပါလျက်မနေမနာလောက်ကန်နေရသူလူတို့ရဲ့စီမံဥပဒေကိုဥပက္ခပြု၍ဥပဒေနဲ့မလွတ်ကင်းတဲ့ကိစ္စဝါကိုလုံနေရတာကြောင့်အစိုးရမင်းစားတဲ့တပားသူတွေရဲ့ချိန်ချမှုကြောင့်တေပြီးကိုကြောက်ပြီးတောချုံပြီးပေါင်းကိုခိုမီဝင်ပုံးကဆာလောက်ချင်းဆင်းရဲဒုက္ခကိုဖေဖြောက်ရုံမှတပါဘာမှအစိုးကမသိပဲအသက်မတည်ရန်ထွက်ပြေးနေရသောဒုက္ခကိုကြီးစွာခံစားနေရသောလူလေပရမတ္တမနုဿလူစစ်စစ်မိမိရဲ့အကျိုးစီးပွားကိုသိ၍ရှေ့အားကောင်းမှုလုပ်ခဲ့ခြင်းကြောင့်ယခုဘဝမှာကောင်းစားနေခြင်းရှေ့ဘဝကမကောင်းတာလုပ်ခဲ့၍ယခုဘဝဒုက္ခဆင်းရဲရောက်နေခြင်းကိုသိ၍ကံရဲ့အကျိုးယုံကြည်ကမကောင်းမှုတို့ရှောင်၍ကောင်းမှုကိုသာလုပ်နေတဲ့သူ
တရဝအပေါင်းတို့ပေါ်မှာကိုချင်းစာတရားထားရှိနိုင်တဲ့အပြင်တာဝေကတရားထားရှိနိုင်တဲ့အလျောက်အာဟုသောကမ္မပထမတရားတို့ကိုလည်းရှောင်ခြင်းကကုသိုလ်ကမ္မပတရားတို့ကိုကောင်းစွာကျင့်သုံး၍ပုံညကိရိယာဝိထုတို့နဲ့ပြည့်စုံတော်လူဟု၍လူလေးမျိုးရှိပါတယ်။ကဲမိမိကဒီလေးမျိုးတွေကဘယ်လိုလူမျိုးဖြစ်တယ်လဲသုံးသပ်ကြည့်လိုက်ပါ။ကိုကတစ်နှစ်သုံးနဲ့ရောက်နေလေစိတ်မပြတ်ပါနဲ့ဝိပဿနာသမထတို့ကိုစူးစမ်းလုပ်ကင်ကြည့်ပါ။ဒါနသီလဘာဝနာပွားများအားထုတ်ကြပါလူစစ်စစ်ဖြစ်လာပါလိမ့်မယ်။တင်မတိရွာမှာဥယျာဉ်ချမ်းအုံဩစာပိန်နဲ့မာလကတရက်တင်းမောပင်စုပုတ်ပင်မကြီးပင်များပြည့်ကျက်နေအောင်စိုက်ထားလိုက်ပါတယ်။စုပုတ်ပင်ကဆူးရှိတာကြောင့်ချက်စည်းရုံးမှာတန်းစီစိုက်ထားပြီးထိတ်ကိုဖြတ်ထိထားတာကြောင့်စုပုတ်ပင်မှာလူတရက်တသားရှိပြီးရွှက်ကြမ်းများခူးပေးတာကြောင့်ရွှက်နှုတ်များအမြဲထွက်နေအောင်နေစဉ်ဝင်ငွေရပါတယ်။ဩစာသည်မလကသည်ပိန်နေသည်တရက်သည်တင်းမောပင်တို့မှာရှားသီးစားများဖြစ်ရာနှစ်ပတ်လည်ဝင်ငွေရရှိနေပါတယ်။ဦးအေးချမ်းနဲ့ဒေါ်သိမ်မွေးတို့ပိုင်ပါတယ်။ချံအဝင်ဝမှာတထက်တိုက်ကလေးစား၍လင်းများညောက်ထင်းနေပါတယ်။သူတို့ဟာသားသမီးမရှိနှစ်ကိုယ်တဲ့ဖျားတရားတန်ဃာတို့ထံရင်းငွေလုံလျက်အေးချမ်းစွာနေထိုင်ကြပါတယ်။ဦးအေးချမ်းနဲ့ဒေါ်သိမ်မွေးဟာနာမည်နဲ့လိုက်အောင်သိမ်မွေးပြီးအေးချမ်းလာပါတယ်။သူတို့နှစ်ဟာသားသမီးမရှိတာကြောင့်မိဘမဲ့ခွေးလေတွင်အထီးကလေးမွေးထားပါတယ်။အဲ့ဒီခွေးကိုကြားရွတ်တွေ့ပြီးတိုက်ထားတာကြောင့်ငငယ်ကလေးအကိုက်ဆိုးပါတယ်။ချန်နီပတ်ဝန်းကျင်မှာလူစိမ်းအဝင်မခံဦးအေးချမ်းနဲ့ဒေါ်သိမ်မွေးတို့ကမိမိရဲ့ခြံထဲမှာတတိဝလံများကိုအိမ်တို့အပေါ်ခုမသွားပဲတစ်ပင်အောက်မှာအဝပြေစောသွားလိုပါကစားခွင့်ပြုပါတယ်။စီးပွားဖြစ်တော့အယူမခံခွင့်လွတ်ထားရာရွာမှာအဲ့ဒီလူများအားချစ်ခင်ကြပါတယ်။ဆောင်ရှောက်၍လူအပ်ရင်ကူညီကြပါတယ်။ခြံကြီးမှာတော့ဧကမြောက်များစွာကျဲတာကြောင့်တချို့သီးပင်နှံများကိုအိမ်မှလှမ်းကြည့်ပါကမမြင်နိုင်ပေအဲ့ဒီခြံကြီးရဲ့အိမ်နဲ့ဝေးလာတော့တနင်္ဂနွေတောင်မှာနှစ်ပေါင်း90ကျော်ကအလိုလိုပေါက်နေတော့ညောင်ကျက်ပင်ညောင်ချေတော့ပင်ကြီးတပင်ရှိပါတယ်။တစ်ပင်ကြီးမှာအမြဲတမ်းအုပ်ဆိုင်နေပြီးနေပြမထိုးအောင်ရွှဲတစ်ရွှဲဟောင်းများထွက်လျက်ရှိပါတယ်။အဲ့ဒီညောင်ပင်ဟာအကိုင်းခတ်များမှာမုတ်စိတ်မွေးများညောင်မြများထွက်ပြီးမြေကြီးထစ်ကရှင်ရွယ်လျက်ရှိရာအေးချက်ချက်နေလို့သူများအတွက်ကွက်ပြစ်ပင်ထိုးစရာမလိုပဲအဲ့ဒီညောင်ပင်မြစ်ဖျားပေါ်မှာအိပ်ရွက်ရပါတယ်။နေလေနေခင်ပူလိုက်အိုက်ဆက်နေရောချိန်မှာသူတို့ဇနီးမောင်နှံဟာဒီညောင်ပင်အောက်မှာပဲလာရောက်အနားယူကြပါတယ်။ရှေးဘွားကမြေတို့တော့ကုသိုလ်ထူများလုပ်ခဲ့သည်မသိယခုဘွားမှာတော့အလုံးမလုံးပဲခြံထွက်ပစ္စည်းများဖြင့်ရွာဦးကျောင်းဆရာတော်ဦးစဝနာအတွက်တိုက်ကြောင်းတဲ့ဆောက်လုပ်လူလန်းနိုင်ခဲ့ပါတယ်။ကျောင်းအတွက်အဆအဆလူလေးသိမ်းမရှိစံစီဆောင်ငချောင်းစသည်ဖြင့်အစင်မပြတ်လူပါတယ်။ຫນွေကာလမှာရှေးရှားတတ်တာကြောင့်ရှေးရင်းသူပိတ်လှူထားရာရှေးရင်းအားရွာမလူများလာရောက်ခတ်ယူတက်ကြလေရာဦးအေးချမ်းဒေါ်သိမ်မွေးတို့မှာအလူဒါနအထူးမလုပ်ရပဲအလိုလိုစိတ်ချမ်းသာနေရပါတယ်။ကုသိုလ်လည်းရနေပါတယ်။ညောင်မင်းကြီးရဲ့အမြင့်ချေမှာအေယာမနက်လာတော့ကျွန်းကြီးတစ်ခုရှိပါတယ်။အဲ့ဒီကျွန်းကြီးထဲမှာငန်းမွေအဖိုးအမနှစ်ကောင်နေပါတယ်။အဲ့ဒီငန်းမွေနှစ်ကောင်အားတပတ်လင်တစ်ခါဦးအေးချမ်းဒေါ်သိမ်မွေးတို့ကနွားနှုတ်ကိုအင်းတုံနဲ့အပြည့်ထိပ်ပြီးတိုက်ကျွေးပါတယ်။ဒါကြောင့်ငန်းမွေနှစ်ကောင်ဟာသူတို့လူများနှစ်ယောက်အားရံမရှာပဲသူတို့ဘာသာအေးချမ်းစွာသူတို့ရဲ့တဘာဝအလျောက်နေကြပြန်ပါတယ်။မွေးများဟာနဂါးမျိုးဆိုရဲလို့ပြောကြသည်မှာယုံကြည်ဖွယ်ရာရှိပါတယ်။ကိုရံမရှာသူများအားသူတို့ကလည်းရံမရှာကြပေ။ထူးဆန်းလာတာဟာခွေးနဲ့မွေဟာရံပတ်များဖြစ်ကြတော့လေ။ဦးအေးချမ်းနဲ့ဒေါ်သိမ်မွေးထားတော့ခွေးကလေးကြော်ဆွေနဲ့အဲ့ဒီငန်းမွေးနှစ်ကောင်မှတက်တက်ရှူရှူနေကြပါတယ်။ခွေးပေါက်စာမွေးပေါက်စာဘွားကလေးကအတူတူမြင်တွေ့နေကြသည်မှာသူတို့ချင်းချင်းပင်တန်ရောစင်ရှိကြပါတယ်။မွေးနှကောင်နွားတို့တောက်နေပါကကြော်ဆွေကထားရေးဆောင်ပါတယ်။ပြောရအောင်မယ်အဲ့ဒီခေထူအခါကရုပ်ရှင်မင်းသားကြော်ဆွေခစ်စားခဲ့ရာကြော်ဆွေကိုချစ်တာကြောင့်သူတို့အမျက်သနှုတ်ထားမွေးထားတော့ခွေးကလေးကိုတော့ကြော်ဆွေလို့မှဲ့ခေါ်ထားခြင်းဖြစ်ပါတယ်။တခါတည်းကြော်ဆွေနဲ့မွေးနှကောင်တို့စော်ကစားတက်ကြပါတယ်။ငန်းမွေအမကနည်းနည်းဆိုးပါတယ်။သီးမခံတတ်ကြော်ဆွေကစားရင်ကိုက်မိသွားရင်တော့ငန်းမွေအမကကိုက်ပေါက်မိလုပ်ပါတယ်။အဲ့ဒီအခါမှာတော့မွေထီးကြီးကရှေ့မှာကားပေးပါတယ်။အဲ့ဒီလိုငွေမန်းအမစိတ်ဆိုးရင်ကြော်ဆွေရတိပါတယ်။အမိကလေးကောက်ခါငိမ့်သွားပါတယ်။အဲ့ဒီရက်တည်းရလုံးသူတို့အတူတူမစော့ကြတော့ပြီ
ငန်းမွေးနှကောင်နေသောညောင်မေကြီးမှာဒီတုံငတ်များသိန်းစုံများဇရက်များကြေကန်းများပြားများစသည်ဖြင့်ငှက်ပေါင်းစုံနေကြပါတယ်ဝါဆိုဝါကောင်တော်တင်လာများမှာပြိုင်းငတ်တို့မိုးခိုတက်ကြပါတယ်တညချမ်းလာပြီးညမှာထုံးစံအတိုင်းကျော်ဆွေရဲ့ငန်းမွေနှကောင်ရဲ့စော်ကစားနေခါဒီတုံငတ်တကောင်ဟာငန်းမွေမာကိုထိုးတုပ်ချီလေပါတယ်ကံကောင်းလာသည်မှာမြေပြင်မှာတပေမြင့်သို့အရောက်မှာတော့ကျော်ဆွေကဒီတုံငတ်ကိုခုံဟက်လိုက်ရာကျော်ဆွေရဲ့ပါဇက်ထဲသို့ဒီတုံငတ်ရဲ့အမွေများကျွတ်ကြံခဲ့ပြီးတော့မွေမလည်းအောက်သို့ပြုတ်ကျလိုက်ပါတယ်ငန်းမွေနှကောင်မှာကြောက်ကြောက်လန့်လန့်ဖြင့်မြေကျွင်းထဲသို့ဝင်ရပြေးကြပါတယ်အဲ့ဒီညမှာစ၍လာတာရက်မှာထွက်ရင်မစော့ကြတော့ပေရွာဦးကျောင်းဆရာတော်ဖျားဦးဇဝနရဲ့ဘုန်းကြီးကျောင်းမှာဦးအေးချန်ဒေါ်သိမွေးတို့ရဲ့ဥယျာဉ်ချန်ကြီးရဲ့တနင်္ဂနွေတောင်ညောင်မေကြီးနဲ့ဝင်းထရမဲချပါတယ်ည9နာရီဆိုရင်ဆရာတော်ဖျားများပတ်ထမ်းယူကြပါတယ်ပရိတ်များလိုက်ချွတ်ပါတယ်ဖျားရှိကိုအမျိုးမျိုးတို့ရွတ်ဆိုကြပြီး10နာရီမှာတော့အမြပေးဝေကျေးစီထူပါတယ်အဲ့ဒီအခါကျော်ဆွေဟာအမြဝေ၍တာရုခေါ်စီတိအလားဥလေပါတယ်မွေးနှကောင်ကလည်းညောင်ပင်မြစ်အခြေမှာလေကိုစင်းကတွန်းတက်များပေး၍တာရုခေါ်ကြပါတယ်တခါတည်းမှာဆရာတော်များဖျားစာဆုံးကနီးမှာတော့ကျေးစီမထူရသေးခင်မှာပဲခွေးရဥပြီးမွေးနှကောင်ကတွန်းကြပါတယ်အတန်များစုညံ့နေလျာအိတ်တန်းတက်ရန်ပြင်ဆင်နေကြတော့ငှက်များပင်လန့်၍ပြန်ကြပါတယ်အခါကြီးရက်ကြီးများမှာတော့ဦးအေးချမ်းနဲ့တော်သိမ်မွေတို့ဖုန်ကြီးเจ้าတို့ဥပုသ်ဆောင်သွားပါကကျော်ဆွေလည်းလိုက်ပါတတ်တကဲ့သို့ငန်းမွေးနှကောင်ကလည်းလိုက်ပြီးတန်ရီသွင်းနေရှိသောတင်ပလိန်ကိုတော်အားရစ်ခွေနေတတ်ပါတယ်ဦးအေးချမ်းနဲ့ဒေါ်သိမ်မွေတို့ပြန်မှသူတို့လည်းပြန်ကြပါတယ်အဲ့ဒီသတင်းမှာတော့တရွာလုံးကြားသိကြလျာဥပုသ်ရက်များမှာငန်းမွေကြီးများအားကြည့်ရှုရန်ရွာမလူများလာ၍ကျောင်းမှာဥပုသ်ယူကြပါတယ်တခါနဲ့တခါမကြီးဒီကျော်ဆွေနဲ့ဒီငန်းမွေးနှကောင်ကတော့ပြောမပြနိုင်အောင်ထူးဆန်းလာတဲ့ရေဆက်ပဲဒီတလိမ့်ဆန်တွေကလူနဲ့တော်တော်နီးစပ်တယ်ငါတို့နဲ့ပထန်းဆက်လေရှိပုံပေါ်တယ်ကွတာဒုမြန်မြန်ကျွတ်တန်းဝင်ပြီးနိဗ္ဗာန်ရောက်ကြပါစေဆရာတော်ဦးဇဝနကမြတ်တာပို့ပေးပါတယ်ငန်းမွေမှာဟာအညိုတိတ်အလွန်ကြီးပါတယ်တခါကသူ့ကိုကြိုက်ချီသွားဘူးတော့ဒီတုံးငတ်ကိုမှတ်ထားပါတယ်အဲ့ဒီငတ်ဥများဥတော်ကဒီတုံးငတ်အစာထွက်ချိန်မှာတစ်ပင်ပေါ်တို့တက်၍ဥများကိုစားလိပါတယ်နောက်ပိုင်းမှာအခြားငတ်များ၏ဥများကိုတက်၍စားတတ်လိပါတယ်ကိုရီချမ်းညကျမအိမ်မှာမကောင်းဘူးတော့ဟေးဘာမြမက်လို့လဲဟာငန်းမွေအမကျမဘိုက်တယ်ဝင်ပြားစီဆိုပြီးစွပြောနေရဲ့တော့ဟင်အဲ့ဒါနင်ညင်းလိုက်သလားဘယ်ညင်းရမှလဲတော့နင်ကဘာဖြစ်လို့ဝင်ချင်ရတာလဲလို့မေးလိုက်တာပေါ့ तू ကကျမတို့ရဲ့တားပြစ်ချင်လို့ဝင်ချင်တာတဲ့အဲ့ဒီတော့ကျမကလည်းနင်ဝင်ချင်ဝင်လေငါတို့ကတော့ဒုက္ခမပေးနဲ့လို့ပြောလိုက်ပါတယ်အဲ့ဒီတော့ကျွန်တော်အတွက်ဘာမှမပူနဲ့အမေတို့ဖေတို့လုံးဝဒုက္ခမပေးဘူးကျွန်တော်ဘွားကျွန်တော်ကြောင်းသွားမယ်လို့ပြောတယ်တော့အေးအဲ့ဒါလို့ဆိုတော့လေအကောင်းတာဟာအဲ့တော့ကျမခုမှပဲစဉ်းစားမိရဲ့ဘာများလဲဟာဘာများစဉ်းစားမိတယ်လေဒီအိမ်မက်ကိုကြည့်ရတာငန်းမွေအမတခုဖြစ်ပြီထင်တယ်အေးဟုတ်သားဟာလာတို့သွားကြည့်အောင်ဦးအေးချမ်းနဲ့ဒေါ်သိမ်မွေးတို့အိမ်မထွက်ကြော်ဆွေအပြေးလွှာရောက်လာပြီးဦးအေးချမ်းတို့နှစ်ယောက်ကိုကြိုက်တော့ဝါတော့မလို့ဟောင်းနေလိုက်ပါတယ်အမိကလည်းနန်းနေပါတယ်ဟောင်းကလည်းဟောင်းနေရကြောင်းဒေါ်သိမ်မွေးတို့လင်းများနားမလဲဖြစ်နေပြီးလှမ်းနေတော့ခြေလမ်းများချက်ပြီးနေမိလိုက်ပါတယ်အဲ့ဒီလိုရက်သွားတော့အခါကျော်ဆွေဟာဒေါ်သိမ်မွေးရဲ့ထမင်းကိုကြိုက်ချပြီးတော့ညောင်မင်းစီကိုဆွဆွဲခေါ်ပါတယ်ဒါကြောင့်ကျော်ဆွေခေါ်ရနောက်သို့လင်းများနေအောင်လိုက်ကြလိုက်ပါတယ်ညောင်ပင်မှာစစ်ပွဲဖြစ်နေပါတယ်ကြီးများပြိုနေပါတယ်ကြီးကပ်များဟာညောင်ပင်တပင်လုံးလှုပ်လှုပ်ခေါင်နေအောင်ပြန်နေကြပါတယ်နေရာရွှေ့လည်းထိုးစိတ်နေပါတယ်သိန်းဆုံးငတ်များဒီတုံးငတ်များဟာညောင်ပင်တဝိုင်းစုညံ့စွာအော်ဟစ်ပြန်တန်းနေကြပါတယ်ဦးအေးချမ်းတို့လင်းများနေအောင်ညောင်ပင်အောက်သို့ရောက်လာတဲ့အခါမှာတော့စိတ်မကောင်းဖွယ်ရမြင်ရပါတယ်ငန်းဝင်အမမှာခေါင်းတခြားကိုတခြားဆုပ်ပြတ်နေပါတယ်ကိုယ်ထဲတချို့မှာတော့ညောင်မင်းပေါ်မှာတန်းလဲချိတ်နေပါတယ်ငန်းထီမွေကြီးကတော့ညောင်မင်းပေါ်မှာတောင်းကျနေပါတယ်တွေးသမျှငှက်တို့ကိုပေါက်တက်နေပါတယ်
ကြီးကန်းငတ်များတကောင်မိတကောင်ညောင်မင်းအောက်သို့ပြုတ်ကျနေပါတယ်။ဆက်ရက်များရဲ့အော်တန်ကြီးကန်းများရဲ့အော်ဟစ်တန်သိန်းစုံများရဲ့ဒေါသကြီးစွာအော်တန်နဲ့ကြောက်ရွံ့တန်များအော်တန်များဆူညံ့ရနေပါတယ်။ဒီတမနက်တော့အေးချမ်းလာတဲ့ညောင်မရိတ်ကတားမြစ်ပြတ်နေပါတော့တယ်။ဟေးတော်တော့တို့နောက်ပြန်ဆုတ်ကြရအောင်ဟိုကောင်ကြီးမိမစိတ်စောနဲ့အသိစိတ်ပြောင်းနေပြီတို့ပါရန်ရှာလိုက်မယ်လာပြန်ကြရအောင်အဲ့ဒီလိုမျိုးဦးအေးချမ်းပြောပါတယ်ဟုတ်တယ်တော့ကျုပ်တို့ရှေ့ဆက်တို့လို့မဖြစ်ဘူးထမင်းကိုခိုက်ခါဆွဆွဲခေါ်နေတော့ကျော်ဆွေကိုတော့ဦးအေးချမ်းကပွေးချလိုက်ပါတယ်ကျော်ဆွေကလည်းသူ့ရဲ့တငယ်ချင်းနဲ့ငှက်များသူ့နိုင်ကိုနိုင်အပြိုင်ကျဲနေတော့မြင်ကွင်းကိုကြည့်လျက်သူ့တခင်များအားငန်းဝေကြီးဘက်မှကူညီ၍တပ်ပုတ်ပေးစီချင်ပုံရပါတယ်မဖြစ်ဘူးကျော်ဆွေကို3-4ရက်လောက်ကြိုးချီထားမှဒီရက်အတွင်းဆိုရင်သူ့ကိုလည်းချမ်းသာပေးမဲ့ပုံမပေါ်ဘူးဒေါ်သိမ်မွေးကအဲ့ဒါလိုပြောလိုက်ပါတယ်ဟုတ်မှန်ကြောင့်ဦးအေးချမ်းကထောက်ခံပြီးတော့ကျော်ဆွေကိုလက်ကမလွတ်ပဲပွေးဖက်ထားလိုက်ပါတယ်အဲ့ဒီချိန်မှာတိန်ဆုံကငန်းထီကြီးရဲ့လေပင်ကိုခြေနှချောင်းဖြင့်မမေးရကုတ်ကြီးကလေတွင်ပြန်ဝဲသွားပါတယ်ငန်းဝေကြီးကလည်းအမိဖြင့်တိန်ဆုံကိုရှစ်ပတ်ဖို့ကြိုးစားနေပါတယ်တိန်ဆုံကဟာငန်းထီကြီးကကုတ်ချပြီးညာမဲကြီးပင်ပြားထက်စီမှဝဲပြန်နေပါတယ်ကြီးကံမြကတိန်ဆုံကြီးနောက်မှအုပ်ဖက်လိုက်ပြန်၍မွေကြီးကိုထိုးစိတ်နေကြပါတယ်တိန်ငတ်ကြီးကပြန်နေရင်မှငန်းဝေကြီးရဲ့အုံနောက်ကိုဖောက်နေပါတယ်ဘလို့ဖြစ်သွားတယ်မသိငန်းဝေကြီးနဲ့တိန်ဆုံငတ်ဟာညောင်မင်းအောက်သို့နှစ်ကောင်စလုံးပြုတ်ကျလာပါတယ်ငန်းဝေနဲ့တိန်ဆုံငတ်တို့ပြုတ်ကျလာတဲ့ညောင်မင်းတစ်လျှောက်ညောင်ရက်များကျွေးကျလာပါတယ်မြေပြင်ပေါ်သို့တလိษံနှကောင်ရောက်လာတဲ့အခါဦးအေးချမ်းနဲ့ဒေါ်သိမ်မွေးတို့အံ့ဩစွာပြီးကြည့်မိပါတယ်တိန်ဆုံငတ်မှာငန်းဝေကြီးရဲ့ရစ်ပတ်ထားခြင်းခံရပြီးမပြန်နိုင်တော့၍ကျလာခြင်းဖြစ်ပြီးငန်းဝေကြီးမှလည်းတိန်ဆုံငတ်ရဲ့ဆူးရှာလာတော့ခြေသေးကြီးများကြောင့်လေပင်ပေါက်ခါသွေးချင်းထွက်လျက်အသက်ထွက်သွားပါတယ်။တိန်ဆုံငတ်မှလည်းတစ်ကိုင်းများရဲ့ရိုင်းမိတော်ထန်းကြောက်၎င်းအရှင်ပြင်းစွာမြေကြီးဖြင့်ရိုင်းမိတော်ထန်းကြောက်၎င်းနှစ်ကောင်စလုံးဆက်သွယ်မှုပြင်ပသို့ရောက်ရှိသွားကြပါတယ်။1500ကီလိုတာတနာရဲ့ဆွဲလန်းမှုဟာအသိဉာဏ်ရှိသောလူကို၎င်းအသိဉာဏ်မရှိသောတိရစ္ဆာန်ကို၎င်းအဆွဲလန်းကြီးစွာဖြင့်ဒုက္ခကောင်းပေးတတ်ကြောင်းကျွန်တော်တာဝန်ကရမိပါတယ်။ကြည်တက်လင်မြင်တတ်ပါတယ်။ကြည်တက်အောင်ကြည့်၍တာဝန်ကရယူနိုင်ကြပါစေ။အောင်မလေးတော့အသေးတွေများတော့တုံအောင်ကြောက်လာချီရဲ့။ဘာဖြစ်လို့လဲဒေါ်ခွန်းရဲ့နေတို့ရင်တဝိုက်ကမွေးသွန်းတန်တွေစူညံ့နေရပဲဟာငါတော့အကျော်ထဲခါတောင်စိတ်လောင်ကြောက်နေပြီ။မကြောက်ပါနဲ့ဒေါ်ခွန်းရဲ့သူတို့ဆွေမျိုးတယောက်လူလောကကိုရောက်လာမှမို့လာပြီးအားပေးနေရပါဟဲ့ငါအေးချမ်းရဲ့ကြောက်ပါလေဆိုမှနင်းကဖျဲချောက်နေပြန်ပြီဘာလဲနင့်မိမဖိုက်ထဲကမွေးလာမှလားဒါဆိုရင်တော့ငါကြောက်တယ်စက်မမွေးပေးနိုင်အောင်ဟာဒေါ်ကွန်းကလည်းဗျာအတိတ်မရှိနမိတ်မရှိစကားတွေမပြောပါနဲ့လူမွေးလာမှာပါဗျအဲ့ဒီလိုဒေါ်ဘွားကဦးအေးချမ်းကလက်တဲ့ဒေါ်ကွန်းကိုငေါပြောမိပါတယ်တီးဘူးလေဟဲ့နင်းဥစ္စာမွေးတွေတုံနေလို့ငါကပြောတော့နင်ကသူတို့ဆွေမျိုးလူပြရောက်လာမှလို့ပြောတာကိုဟာဘိုက်ကနာတာတမျိုးရှင်တို့ညက်ကတမျိုးဘာဖြစ်နေကြတာလဲတော့ရံဖြစ်ချင်လဲအပြင်ထွက်ဖြစ်ကြပါအသက်30ရောက်မှခလေးမွေးရမယ်ဆိုတော့ဒေါ်သိမ်မွေစိတ်မရှိအလိုလိုဒေါသထွက်နေပါတယ်ဘာလိုနဲ့ငန်းဝင်နှကောင်တည်သွားခဲ့သည်မှာ10လကြာခဲ့ပြီဖြစ်ပါတယ်ဒီလိုဒေါ်ခွန်းရဲ့ကျမတို့ညောင်မဲကြီးကမွေးတယ်မသိခင်ကျမပိုက်တယ်ဝင်ပြစေလို့လာပြောတာပါကျမလက်ခံလိုက်တယ်လေအဲ့ဒီနောက်ပိုင်းဒီကလေးကိုဘိုက်ထဲကလွယ်ရတော့တာပဲသူပဲရှိမှာပါတော့ဒေါ်သိမ်မွေးကပြောလိုက်ပါတယ်မွေးများကလည်းဆက်မပြတ်ညီးသွန်းနေပါတော့တယ်ကလေးကဝမ်းထဲကထွက်လာပါတယ်ထိမ့်မြသိမ့်မြငိုပါတော့တယ်မွေးတွေကလည်းအားရပါရတွန်ကြပါတယ်လေကြီးမိုးကြီးလဲကြလေကြမ်းတိုက်ခါရွာချနေပါတယ်ယောက်ျားလေးတော်ရေလက်တဲ့ဒေါ်ခွန်းကအားရပါရအော်ဟစ်လိုက်ပါတယ်ဖြိုးဒေါ်ခွန်းကိုရင်ကစုံရက်လားဗျမင်းဒီခန့်အပြင်မှာဦးအေးချမေးလိုက်ပါတယ်စုံမတော့စုံလို့ဟိုဘက်တောင်လို့သိဘာတွေများအပိုပါလာလို့ဟိုဘက်တောင်လွန်ရတာလေဗျဒေါ်ခွန်းရ
နင့်သားကလေးဟာလက်ပွားကလေးဟာညာဘက်လက်မ2ချောင်းဘဲဘက်လက်သား2ချောင်းအလုံးလက်12ချောင်းတော့ဟာဗျာငယ်တော့ပုံနေရဲ့လက်တွေဖြတ်ပြစ်ဗျာအောင်မလေးတော့ကိုရွှေအေးချမ်းရေသွေးလုံးမီတေးသွားမှကျုပ်ကလူတက်မှုဖြစ်နေပါဦးမယ်အလကနောက်တာပါဗျာသူ့ဘွားနဲ့သူ့လာတာဘာတွေပဲပို့လာထားလိုက်ပါအေးပါဟဲ့ကိုကုသိုလ်နဲ့ကိုပေါ့ဟဲ့အဲ့တော့တော်တော်ထူးဆန်းတာပဲဟဲ့ဘာတွေထူးဆန်းပြတ်ပြီလဲဗျရှာနှခွားနဲ့တော့လက်ဘဝနှစ်ဖက်မှာလည်းမြေရုပ်တွေပါတယ်တော့အဲ့ဒီလိုမျိုးအံ့ဩစွာဖြင့်လက်တဲ့တော်ကွန်းအော်လိုက်ပါတယ်ဗုဒ္ဓမြတ်စွာဘုရားဦးအေးချမ်းကမတ်တက်မှဖင်ထိုင်လေးကြသွားပါတယ်တော်ကြဆမ်းမတော်မင်းနေတဲ့တောင်သွေးတက်ပြီးတေလောက်ပါတယ်ကိုနဲ့ထိုင်လို့ကိုစီရောက်လာတာဘာမှမပြောကြနဲ့တော့ဖြစ်သမျှသူ့ကံမှာပဲအဲ့ဒီလိုမျိုးဒေါ်သိမ်မွေးကပြောပါတယ်ဤသို့ဖြင့်မွေးဝင်စားမောင်လက်ပွားကိုအာယုံကျင်းနက်နက်ခင်စနေနေ့မှာမွေးဖွားလီပါတော့တယ်ရှာနှခွားတဲ့ညာဘက်လက်ကလက်ခ2ချောင်းနဲ့ဘယ်လက်ကလက်သက်2ချောင်းနဲ့မွေနေ့နှကားနေ့စနေနေ့မှာမွေးရတဲ့မွေတွေကလည်းမမွေးခင်ရလာပြီးစောက်ရှောက်ကြတဲ့လက်နှစ်ဖက်ဖွားမှာမွေရောက်တွေပါတဲ့ဆိုတဲ့အံ့ဩဖွယ်စကားများကြောင့်ရွှာနီးဆက်မှလူတွေလာရောက်ကြည့်ကြတော့လေအနားသို့ကပ်ခွင့်များကြောင့်အဲ့ဒီလိုမကတ်နိုင်ကြခြင်းမှာငေါင်းမေပေါက်တစ်ကောင်ကကလေးကိုရှစ်ပတ်၍အမြဲစောင့်ရှောက်နေတော့ကြောင့်ဖြစ်ပါတယ်ဒေါ်သိမ်မွေးကကလေးကိုနိုးတိုက်မဲ့အချိန်ဖယ်ပေးပါတယ်ဒေါ်သိမ်မွေးအလုံးလုံးနေချိန်မှာကလေးကိုလာပြီးစောင့်နေပါတယ်ခွေးကလေးကြော်ဆွေကလည်းအနားမှမခွာတခါတရံအဆငန်းဝင်နဲ့ကြော်ဆွေတို့စော်ကစားနေတတ်ကြပါတယ်ဒေါ်သိမ်မွေးကလည်းကလေးကိုနိုးတိုက်နေချိန်မှာတော့လွတ်နေတော့နိုးမှထွက်ကြလာတော့နိုးတို့ကိုဒန်းပလားဖြစ်ခံထားပြီးအဆောင်ငန်းမွေကိုတိုက်ပါတယ်ဤသို့ဖြင့်မွေဝင်စားလက်ပွားတယောက်16နှစ်သားရွယ်သို့ရောက်လာပါတော့တယ်မွေဝင်စားမောင်လက်ပွားလူမန်းတိတက်ကားစားအရွယ်ကားစား၍မူမမှန်ကြောင်းသိကြရပါတယ်အမှန်တော့မွေဝင်စားမောင်လက်ပွားချမ်းမဖြစ်သောလူတယောက်ဖြစ်လို့နေပါတယ်မိဘချမ်းသာ၍ဝက်ကောင်းစားလောက်ဝတ်ဆင်ပေးထားတော့လေရွာတန်းရောက်ရင်တော့တွေ့ရလူကိုချုပ်ရပေးတတ်ပါတယ်ဒါကြောင့်မိဘများကမောင်လက်ပွားကိုဝက်ကောင်းစားလာမစင်တော့တခါတည်းမှာအိမ်မတစ်ပတ်နှစ်ပတ်ပျောက်သွားတတ်ပါတယ်မွေဝင်စားမောင်လက်ပွားပျောက်သွားရင်ခွေးကလေးကြော်ဆွေလေပျောက်သွားတတ်ပါတယ်မွေဘွားကလေးကခင်းနေတော့မောင်လက်ပွားရဲ့နောက်သို့လိုက်၍သွားချင်းချဖြစ်ပါတယ်ရှေကိုဓာတ်နဲ့ခွဲ၍ရှာကောင်းရမယ်လက်ပွားနဲ့ကြော်ဆွေတို့ကိုခွဲထားရမရပေအင်းတောင်ကြီးရွာအထောင်တောင်ကြီးရွာသဲကုန်းကြီးရွာတပုတ်ရှိရွာနဲ့အင်္ဂလာကြီးရွာအစရှိရဲ့ကျုံပြော်မြို့နယ်တဝိုက်ရှိရွာများသို့ဒိုးရုပ်ပေါင်းခြေဦးတရာသွားနေတတ်ကြပါတယ်သူ့ကိုတထေးသားမှလည်းသိကြတဲ့ဖြင့်မွေးဝဲစားလက်ပွားကလည်းအငြိမ်မနေတွေ့သမျှအကောင်ဝင်ကူလှုပ်သက်တာကြောင့်ချစ်ခင်ကြပါတယ်အထူးသဖြင့်အလူပွဲမင်္ဂလာဆောင်ပွဲဖျားပွဲများရှိတဲ့နေရာသို့မွေးဝဲစားလက်ပွားရောက်နေတတ်ပါတယ်လက်ပွားကိုတွေးချင်ရင်ဆိုင်းနံပုံစံကြားရတော့သာလာရွေရှာတွေ့နိုင်ပါတယ်ပထမမိဘနှစ်ပါးကမွေးဝဲစားလက်ပွားအားညောင်မင်းမှာတန်ကျိုးနဲ့ချီတော့ပြီးသောခတ်ထားပူပါတယ်။ဦးအေးချက်နဲ့ထောသိမ်မွေးတို့ညောင်ပင်မအိမ်တို့အပြန်လမ်းမှာပင်တော့မပွင့်ပဲမွေးဝဲစားလက်ပွားကလွတ်နေပြီဖြစ်ပါတယ်။ဘလို့လုံးဝမရတာကြောင့်သူ့အားနေချင်းသလိုနေတော့လို့လှုပ်ထားလိုက်ရပါတော့တယ်။မကြမိပါပဲမိဘနှစ်ပါးကဝမ်းသာစရာစကားကြားရလိမ့်ပါတယ်။အဲ့ဒီတည်းမှာတော့မွေးဝဲစားလက်ပွားတယောက်ရွာလဲမှာမုတ်ဆိုးမဒေါ်ပူမရဲ့သမီးသူ့ကဲ့သို့ကြက်မပြည့်တော့မှန်နှင်းပုံနဲ့ကြိုက်နေကြပြီးချစ်သူများဖြစ်နေကြပြီဆိုတဲ့တဲ့1500ကိလေသာဟာအယူနှန်းကိုပဲအလွတ်မပေးဒုက္ခပေးတတ်ပါတယ်မုတ်ဆိုးမှာဒေါ်ဘူးမှာထိတ်ရကြောက်ရပါတယ်သူ့လိုသူ့ဆင်းရဲသမီးနဲ့တတိတာဘယ်ပေးစားမလဲလို့တွေးကြောက်ရွံ့ဆုံးရင်ခဲ့ရပါတယ်ဒါပေမဲ့ဒီလိုမဟုတ်မိမရှာသွားရင်ချင်းချင်းသွားလိုက်မယ်လို့ထင်၍ဒေါ်သိမ်မွေးတို့ဘက်မှသဘောတူခဲ့ပါတယ်နေကောင်းရက်မြက်ရွေးပြီးရွာနီးချုပ်ဆက်မှအပေါင်းအသင်းမိတ်ဆွေများအားဖိတ်စာကမ်းလိုက်ပါတယ်။ရွာဦးကျောင်းကဆရာတော်ကြီးဦးစာဝနာ၏ဘုန်းကြီးကျောင်းမှာတော့မန်းနဲ့ကြီးဟင်းနေအောင်ပြင်ဆင်ထားလိုက်ပါတယ်။အလူကြီးပေးနေတဲ့ကဲ့သို့မင်္ဂလာဆောင်ပြီးတရက်လူကပင်စီကားနေပါတယ်။မွေဝင်စားမောင်လက်ပွားနဲ့မန်းနှင်းမုံတို့ကလည်းကြက်တုံနေနွားလက်ဖက်တွေတုတ်ကျွေးဖြင့်ရွာသူရွာသားများနဲ့
ပျော်ပါနေကြပါတယ်။မောင်လက်ပွားဗျာမနှင်းမုံချစ်လားချစ်တာဗောဗျဘလောက်တောင်ချစ်လဲဟိုချောင်းနဲ့ကတဲမြေတွေလောက်ချစ်တာဗောဗျဟုတ်လားအဲ့ဒီလောက်တောင်ချစ်လားဒါဖြင့်ငါတို့ရှေ့မှာမင်းချစ်သူနမ်းဗျအယူကဘာတိမှလဲလူတော်မရှောင်သူ့တော်မရှောင်ဖက်ပြီးမွေ့ပေးနေရတော်ပါတော့ရုံမာပြီဆိုမှရက်လိုက်ပါတယ်မန်းနဲ့ကိုလာတဲ့သူတိုင်းကစကြနောက်ကြလူတော်ထဲမှာပဲမွေ့ပေးခိုင်းပြနဲ့တဝါတဟားနဲ့တရွလုံးပြောလို့မဆုံးမောလို့မဆုံးဖြစ်နေကြတော့တာပေါ့ညီနဲ့ရောက်တော့လာရောက်ကြတော့ဧည့်သည်များနဲ့အတူတူရောပြီးမောင်လက်ပွားတို့ချစ်သူတို့ကြံတပြည့်တဲ့အိတ်ကြပါတယ်ဟောတော့လာကြပါဦးနှိမ့်မအသက်မရှိတော့ဘူးတရားရောက်ရဲ့အော်တန်ကြောင့်အိတ်နေသူများလန်တို့ကြပြီးနှိမ့်မနီးတို့တွားရကြည့်ကြရာနှိမ့်မရဲ့နှစ်ဖူးတဲ့မှာမွေးဆွေရနှစ်ချောင်းတွေးကြပြီးလမ်းဖြတ်သွားကြပါတယ်အားလုံးကိုယ့်ရင်ကိုပြန်ပြေးကြပါတယ်မောင်လက်ပွားတရားမောင်ပလာမြေနူးဖြစ်ရပြီးသူချစ်တဲ့ကောင်မလေးကိုသူ့ရဲ့ရခင်ဘွားကချစ်သူမွေဟောက်ကလာပြီးပေါက်သက်သွားခြင်းဖြစ်ပါတယ်အဲ့ဒီနေ့မှစပြီးမောင်လက်ပွားကိုအပေါင်းအသင်းမလုပ်ကြတော့မွေကိုကြောက်ရဖြစ်ပါတယ်ဒီတော့မှအပေါင်းအသင်းမရှိတော့တော့မောင်လက်ပွားတယောက်ကတွက်ချပါဖြစ်၍ပိုးရယူသွားလိမ့်ပါတယ်1500ကိလေသာချင်းဟာတိရစ္ဆာန်များကိုပင်မနာလို့ဝင်သူစိတ်ဖီးစည်းတတ်ပါလားလို့ကျွန်တော်မှတ်ထားလိုက်မိပါတော့တယ်လူစိုးထိန်မောင်ကြီးနဲ့ခေါင်းပြက်နေရဲ့အလောင်းကျုံပြော်မြို့နယ်တောက်တက်ရိုးကျေးရွာဖွံ့ဖြိုးရေးမူလာတန်းကျောင်းရဲ့တက်လေအခမ်းအနားဖြင့်ကျုံပြော်မြို့ဗဟိုရုပ်ရှင်အဖွဲ့မှသတင်းတူထွားများနဲ့အကယ်ဒမီရပြီးကောင်းများပြသသည့်နေ့မှာအနီးနားရွာများမှာဝါသနာရှင်များလာရောက်ကြည့်ရှုကြရာမူလာတန်းကျောင်းဖြင့်အပြည့်ဖြစ်နေပါတယ်။နနက်9 နာရီမှာဗဟိုရုပ်ရှင်ပြီးဆုံးနေရာရုပ်ရှင်ကြည့်ပြီးတော့ရွာသူရွာသားအလုံးတို့ဟာကိုရွာကိုအုပ်စုနဲ့ကိုအုပ်စုဖွဲ့၍ပြန်ချခဲ့လိပါတယ်။အင်းတောင်ကြီးရွာမှာရွာသူရွာသားတို့ဟာမိမိတို့ရွာသို့တောရအနီးဆုံးလမ်းဖြစ်တော့ငှက်ပြောတော်ထဲမှာဖြတ်၍ပြန်ခဲ့ကြပါတယ်။တောက်တဲ့ရွရွနဲ့2 မိုင်ကွာမှာခေါင်းပြက်နေသောအလောင်းတစ်လောင်းကိုတွေ့ရှိကြပါတယ်။ဟေးဟောဒီမှာအလောင်းတစ်လောင်းခွာဟာဟုတ်တယ်ဟေးခေါင်းမရှိတော့ဘူး။တေးတဲ့ကောင်ဘယ်ကောင်များဖြစ်နိုင်မလဲတေးချကြည်စမ်းကြပါအောင်။ရွာသားများအလုံးအလောင်းသားတို့တိုးကပ်သွားပြီးအလောင်းကိုကြည့်ကြပါတယ်။သတိရှိသူများကထင်ရှားသေးခွဲစွာသိရှိနိုင်ရန်အလောင်းရန်ဤသို့တိုက်ကပ်ကြည့်ကြပြီးကြောက်သူတို့ကအဝေးမှကြည့်ကြပါတယ်။ဟာတလားစရာကောင်းလိုက်တာကွာဒီလိုစိတ်ထားကောင်းတဘောကောင်းလူ့ဘဝအကြောင်းဘာမှမသိရဲ့အယူကမှတက်ရတယ်လို့ကွာဘယ်သူဖြစ်နေလို့မင်းရဒီလိုပြောရတာလဲကွာမင်းမဲဆိုလဲမေးထိုက်ပါတယ်တင်နေသူရဲ့အလောင်းမှာဥကောင်းမရှိတော့ဒါကြောင့်ဘယ်သူဘဝဖြစ်မယ်ကိုမသိနိုင်ပေသို့တော့ပထမကတ်ကြည့်သူကတက်တူပြောနေရကြောင်းမေးလိုက်ခြင်းဖြစ်ပါတယ်မင်းရလေကွာငါတို့ရွာမွေးဝင်စားလက်ပွားအလောင်းလေကွာဘာဟိတ်ကောင်တေချာရဲ့လားကွာတေချာကြည်စမ်းမအောင်မတေချာရင်ရောငါလူရဲ့သူ့မှာဘသူမှလိုက်ပြီးတော့တူးလို့မရရင်လက်ပွားတွေပါတယ်လေကွာအဲ့ဒီလိုပြောလိုက်ပါတယ်ဒါကြောင့်ကျန်တဲ့ရွာသူရွာသားများကတေချာအောင်အနီးကကြည့်ပြီးနောက်ဦးကောင်းမင်မတွေ့ရတော့ပါလေဟုတ်တယ်ဟေ့လက်ပွားကွာလက်ပွားတင်းနေသူရဲ့လက်ကိုဖြန့်၍ကြည့်လိုက်တဲ့အခါမှာတော့လက်ပွားနှစ်ဖက်တွင်ပါနေသောမွေးရုပ်များကြောင့်မွေးဝင်စားလက်ပွားဟူ၍အားလုံးကအတိပြုလိုက်ပါတယ်ဘလို့ကောင်ရများအယို့အဖက်လုပ်ပြီးတက်ရတဲ့လေကွာညီးဆိုပြီးအပြစ်တင်စကားပြောလိုက်လိပါတယ်အယူထက်မှပြီးအယူထက်ယူလို့ပေါ့ကွာဟဲ့ကောင်တွေအလောင်းသွားမထိနဲ့အမိုးကငါတို့လာပတ်နေဦးမယ်တောက်တဲ့ရိုးရွာမှာရှိနေတဲ့ဗဟိုရုပ်ရှင်အဖွဲ့နဲ့ပါလာတဲ့ရဲတွေကိုတရင်သွားပေးရအောင်ဟေ့ဟုတ်တယ်အဲ့ဒါကောင်းတယ်တယောက်ကရွာကိုပြန်ပြီးသူ့အမေနဲ့အဖေကိုတရင်ပေးလိုက်ကြကွာသူ့အဖေနဲ့အမေကိုပြောဖို့ကျမတို့ရွာကိုပြန်လိုက်မယ်ရှင်တို့ကရဲကိုအမြန်ဆုံးသွားပြီးအကြောင်းကြားကြအဲ့ဒီလိုပြောကတာဝန်ကိုစီယူပြီးလူစုခွဲလိုက်ပြန်ပါတယ်လူစိုးထိတ်မောင်ကြီးနဲ့ဖွဲ့ဟာဗဟိုရုပ်ရှင်အဖွဲ့မှာပါလာတဲ့ဓာတ်ပုံဆရာကိုခေါ်ပြီးတေဆုံးသူရဲ့အလောင်းကိုနေရာဆုံးမှာလွတ်လပ်မှုမရှိအောင်ဓာတ်ပုံရိုက်၍မှတ်တမ်းနေလိုက်ကြပါတယ်လူစိုးထိတ်မောင်ကြီးကသတင်းလာဖို့တော့ရွာသားများရဲ့စကားကိုတေချာစဉ်းစားပြီးမွေစားလက်ပွားလို့အတီးပြုတ်လိုက်ပါတယ်ဟောဟိုမှာကြည့်စမ်းတွေးခွက်တယ်မဟုတ်လားသူ
သွေးစွန်းနေသောမျက်ပင်များပြပါတယ်။သွေးကွက်ရဲ့လမ်းညွှန်မှုမှာမြစ်စိတ်ဘက်သို့ဆင်းသွားပုံပေါ်ပါတယ်။သွေးစွန်းနေသောမျက်ပင်များတိုင်းခြေရာခံရီလိုက်လာပါတယ်။ဓာတန်လန့်ဖြင့်အထိုးခံပြီးတည်နေသောကြော်ဆွေကိုတွေ့ရှိရပါတယ်။ဘိုးကြီးဒီခွေးကမွေးဝဲစားလက်ပွားရဲ့ခွေးပဲသူ့တကယ်အတွက်အသက်ဆုံးသွားတာဖြစ်မယ်။အရက်သားတယောက်ကပြောပါတယ်။တေဆုံးနေသောခွေးရဲ့ပါးစပ်ထဲမှာအင်ဂျီလက်အပိုင်းစားနဲ့အသားအစများကိုတွေ့ရှိရပါတယ်။လူဆိုးတယောက်ဒဏ်ရာရသွားပုံပေါ်တယ်ဗျ။ကျွန်တော်တို့ဆက်ပြီးလိုက်ကြရအောင်။လူဆိုးထိတ်မောင်ကြီးကပြောပြီးကြန့်ရှိနေသောသွေးခွက်အတိုင်းဆက်ရွေလိုက်ကြပါတယ်။ကန်းဆက်တို့ရောက်တော့တကောလုံးမန်းနေသောလူသေးလောင်းတစ်ခုကိုတွေ့ရပြန်ပါတယ်။အဲ့ဒီတေဆုံးသူရဲ့ညာဘက်လက်အင်ဂျီမှာစုပ်ပြဲနေရကိုတွေ့ရချင်းကြောင့်ခွေးကလေးကြော်ဆွေနဲ့နောက်ဆုံးတိုက်ပွဲဝင်ခဲ့သောလူဆိုးဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။ခွေးကိုက်လို့တေးရတော့မဖြစ်နိုင်ဘူး။ဒီပြင်ထင်ရရှာကြစမ်းမအောင်လူဆိုးထိတ်မောင်ကြီးကပြောလိုက်ပါတယ်။ကျွန်တော်ထင်တော့ဒီကိုလုံးညိုမဲနေရကြည့်ရရင်တော့မွေကိုက်လို့မွေစိတ်တက်ပြီးတေးရထင်နေဗျ။ဒီမွေဝင်စားလက်ပွားရဲ့နောက်ကိုငန်းမွေတခိုင်ရလေအမြဲလိုက်နေရဖို့ကြီးဒီကောင်ကိုက်တက်လိုက်တာဖြစ်မှာပဲ။ရွာသားတို့ကထင်ကြီးပေးလိုက်ပါတယ်။ဟိုမှာခြေရရွေးခွာဒီလူတက်မှုမှာတယောက်တည်းမဟုတ်တော့လှိနဲ့လာပြီးတတ်သွားတာထင်တယ်။လူစိုးထိန်မောင်ကြီးကရှေ့သို့ဆက်လာခဲ့ရမှာကန်ဆက်မှာလေကိုရေထဲသို့တွန်းချတော်အရာနဲ့ခြေရသုံးဆိုတွေ့ရလျာနောက်ထပ်လူစိုး300ပါနိုင်သေးကြောင်းမှတ်ချက်ပေးလိုက်ပါတယ်။ဟာဒီမှာမွေကောင်းကြီးဒီကောင်တွေမွေဦးပါတက်ပြီးယူသွားကြတယ်ပြဖို့ကြီးမွေတင်မခေါင်းအောင်ဖြတ်ပြီးရှုံထဲသို့လွှတ်ပစ်ခဲ့ရာမွေခေါင်းကရှုံထဲမှာတဝက်မြုပ်နေပါတယ်။ကန်းဆက်မှာတော့မွေဦးများတွေ့ရလျာလှေပေါ်မတက်ခင်မွေကိုရှင်ခွဲပြီးယူသွားကြောင်းတွေးတော့ရသိရှိနိုင်ပါတယ်။နေစမ်းမအောင်ဒီမွေနဲ့ဒီခွေကမွေရစလက်ပွားအတွက်ဘာကြောင့်အသေးခံပြီးတိုက်ပွဲဝင်သွားတာတော့တလိษံများဖြစ်ပေမဲ့လူတွေထက်တစ္ဆာရှိပုံကိုကြောက်ခမန်းလေးလေးတွေ့မြင်ရလျာလူဆိုးထိတ်မောင်ကြီးဟာတေဆုံးသွားတော့ခွေးနဲ့မွေကိုအော်လေးစားသွားပါတယ်။ရွာလူကြီးကမွေရစလက်ပွားကိုပထမဆင့်ကနေဒီနေ့နောက်ဆုံးထိပြောပြခဲ့ပါတယ်။အဲ့တလောက်တောင်မွေးရနဲ့ရင်းနှီးသလားဗျ။အင်းကိုယ်တိုင်မကြုံခဲ့ရဘူးဆိုရင်တော့ကျွန်တော်လည်းဘိုးကြီးလိုပဲမယုံချင်ပါဘူး။လက်တွေ့ကိုယ်တွေ့ကြုံတွေ့ရတာမို့ယုံခဲ့ရတာပါ။ဒါနဲ့လက်တွေ့တစ်ခုပြောပြရအောင်မေ။ပြီးခဲ့လားကျွန်တော်တို့ရမှာအဲ့လိုလုပ်ခဲ့တော့ကျွန်တော်တို့ကအများပိုင်စိုက်ခင်းထဲကိုသွားပြီးဘူးဒီခရန်ဒီခူးကြတော့မှရှာခင်းလေဟာငန်းမွေကြီးတကောင်ပါးပြင်ထောင်ပြီးထွက်လာတော့အားလုံးကြပြီးပြေးမယ်လုပ်ခဲ့ကြပြီးမှအားလုံးစုပေါင်းပြီးမွေကိုတတ်ဖို့လုပ်တော့ဒီမွေဝင်စားလက်ပွားအသက်မခံပဲသူကိုယ်တိုင်သွားဖမ်းပြီးခရမ်းသေးတွေနဲ့အတူထုတ်ပို့ပြီးမန်းလက်ထဲယူလာတယ်လို့နောက်ကျောင်းပြန်၍အောက်ပါတိုင်ပြောခဲ့ပါတယ်။တခါကတောက်တဲ့ရွာမှာရှင်ပါတရားအလူပွဲကြီးကျင်းပခဲ့ပါတယ်။ရွာသူရွာသားအလုံးစုပေါင်းရလူတော့အလူပွဲကြီးဖြစ်ပါတယ်။ရွာထဲမှာအပြိုလူပြိုကာလာသားအလုံးရွာလူပွဲအတွက်ချက်ဖို့ရွာပြင်ကစိုက်ခင်းတွေကခရမ်းဒီဘူးတီပဲတီခင်းချီတဲ့တို့ဟင်းစားသွားခုကြပါတယ်။အဲ့ဒီလိုခုနေစဉ်အေယာမှာကြီးမားလာတော့ငန်းမွေကြီးတစ်ကောင်ကပါးပြင်ကြီးထောင်ပြီးဟင်းရွက်ခုနေသူများကိုရံပြုမဲ့ပုံတွေ့ရှိရပါတယ်။ဒါကြောင့်ရွာသားများကမြင်တွေ့တဲ့အခါမှာတော့တယောက်တစ်ပေါက်អော်ကြပါတယ်။ကြောက်သူကကြောက်ကြပြီးမကြောက်သူများကအလူပွဲမှာအပင်ပန်းခံပြီးလုံနေသူများအတွက်အယံမီးရန်ဖမ်းမှုစူးစမ်းကြပါတယ်။ဟာဟိုမှာမွေကြီးဟဲ့နေတဲ့ကောင်ကြီးမဟုတ်ဘူးကွာတို့အတွက်တော့အမီးကောင်းကောင်းရပြီဟဲ့တယောက်ကမွေကိုဖမ်းဖို့ညာတန်ပေးလိုက်တာနဲ့ကြံလူများအားတက်လာပြီးရရလက်နဲ့ဆွဲကန်၍မွေကြီးစီတို့သွားပါတယ်။မွေကြီးကလည်းထွက်မပြေလာရင်ပေါက်တက်မယ်လို့ပါးပြင်ထောင်ထားတော့ဦးကောင်ကိုဟိုရမ်းတီရန်ရမ်းနေလိုက်ပါတယ်။ဟင်းစားခုနေရဲ့မွေရင်စားလက်ပွားဟာရွာသားတွေဘာဖြစ်နေပါလဲလို့သိချင်ကြည့်လိုက်အောင်မွေကြီးကိုတက်ဖို့တဖြည်းဖြည်းချင်းချောင်းမြောင်၍သွားနေရမျက်နှာကြောင့်ဟေးဟေးနေကြအောင်ဒီကောင်ကြီးကငါမိတ်စီပါကွာမတက်နဲ့ငါဖမ်းမိတနေရသွားလွတ်လိုက်ပါမယ်အဲ့ဒီလိုပြောကမွေကြီးထံသို့အပြေးလာသွားခဲ့ပြီးမွေကိုဖမ်းပြီးတဲ့နောက်ပစိုးထုတ်တဲ့သို့ထဲ့ယူသွားပါတယ်ရွာသူရွာသားများကတော့မွေကြီးကများဒီကောင်ပေါက်လိုက်ရင်ဆေးမမိနိုင်ဘူးအဲ့ဒီလိုတွေ့ပြီးကြောက်နေကြတာပေါ့ဒါပေမဲ့လေမွေစားလက်ပွားကမွေအိမ်လိမ်မှာတမားတယောက်ကိုအေးစစ်စစ်မွေကြီးကို
ဖမ်းသွားတာမြင်ရတော့ဟဲငါတို့ရွာသားလက်ပွားကတော့မွေးဘရင်မဲဟေအော်ကြဟိကြနဲ့ကောင်းကြီးပေးကြပါတယ်မွေးဝင်စားမောင်လက်ပွားကတော့မွေကြီးကိုယူပြီးအလူမန်းနဲ့ကိုသွားပါတယ်မန်းနဲ့ထဲမှာကလည်းရွာသူ90လောက်ကကြက်တော်ခွန်နှွားကြနေပါတယ်ကျေးရွာလူကြီးတွေကတော့တန်ငါစင်ပေါ်မှာထိုင်ပြီးဖះကြောင်တရားအကြောင်းပြောဆိုနေကြပါတယ်ဤကဲ့သို့ရွာလူကြီးလူငယ်လူလက်များမန်းနဲ့ထဲအစုံရောက်နေကြချိန်မှာတော့မွေဝင်စားလက်ပွားရောက်လာခဲ့ပါတယ်လေးလေးပင်ပင်ကြီးကိုထမ်းလာတဲ့မွေဝင်စားလက်ပွားကိုတွေးကြပါတော့တယ်စားစရာတွေတော့အများကြီးပါလာပြီဆိုပြီးအားရဝမ်းသာခရီးဥကြိုပြီးကြတာပေါ့တချို့ရွာသားတွေကလက်ပွားကိုကူညီဖို့အနားရောက်လာတော့လက်ပွားအထုပ်ကြီးကိုလူတော်ထဲမှာဖြည်းဖြည်းချလိုက်ပါတယ်ဟာမွေကြီးဟဲ့ပြေးကြမွေဝင်စားလက်ပွားနီးရှောက်လာတဲ့လူကအော်ပြီးထွက်ပြေးတော့မန်းနဲ့ထဲကလူတွေကလည်းတချို့ဘာမှမသိပဲထားပြေးကြရာတယောက်နဲ့တယောက်တိုက်မိပြီးအလဲလဲကွက်ဖြစ်ကုန်ကြပါတယ်လူတွေဒီလောက်များတော့မွေးကလည်းဘာသားထုတ်ထားတာမို့လို့လေကြောက်ပြီးထွက်ပြေးရမှာတန်ငါစင်ဘက်ကိုပြေးမိသလိုဖြစ်ခဲ့ရာတန်ငါစင်ကဖះเจ้าတရားเจ้าပြောနေတဲ့လူကြီးတွေကလည်းထွက်ပြေးကြရာတယောက်နဲ့တယောက်တိုက်မိပြီးအလဲလဲကွက်ဖြစ်ကြပြန်ပါတယ်တေးချင်းစိုးလက်ပွားငွေကိုဖမ်းဟေဒီကောင်ကြီးဆိုဟင်းစားကောင်ရတယ်ကွာမွေကြီးကပြေးသွားရမှာရက်လိုက်ပြီးဟိုတီကြည့်ပြီးနောက်မွေရစားလက်ပွားစီတို့ပြန်ပြေးလာပြီးခြေထောက်ကိုပောက်ခွေတက်သွားပြီးနောက်လေကုတ်ပေါ်သို့ရောက်တော့အခါမန်းနဲ့ထဲမှာလူမြောက်ဆောင်းငယ်ကကြည့်နေလိုက်ပါတယ်မွေရစားလက်ပွားကတော့သူ့နဲ့ဘာမှမဆိုင်သလိုနဲ့ပခုံးပေါ်မွေကြီးကိုတင်ကမန်းသက်ထဲမှာထွက်သွားခဲ့လိပါတယ်အဲ့ဒီလောက်မွေကိုနိုင်တာဘိုးကြီးရဲ့သဘောကလည်းကောင်းကိုညီရိုင်းမင်းချင်တဲ့စိတ်ကလည်းရှိမိဘကလည်းရက်ကျိုးရွာချိုးတဲ့ဖို့ဆိုတော့ဒီကောင်မချစ်တယ်လို့မရှိသလောက်ပါပဲဒီလောက်သဘောကောင်းတဲ့ကောင်ခေါင်းဖြတ်တတ်တယ်ဆိုတော့တတ်တဲ့ကောင်တွေဟာခွေးထမိုက်တဲ့ကောင်တွေပါဗျာရွာသားတို့ကပြောလိုက်ပါတယ်အော်ဒါနဲ့ပြောရမယ်ဖို့ကြီးကျွန်တော်ထင်တော့တပတ်လောက်ကဖြတ်ခဲ့တဲ့အဖြစ်ကြောင့်များဒီကောင်အသက်ခံရလားမသိဘူးအေးဗျာခမည်းသိသလောက်ပြောပြစမ်းမအောင်။ तू ကသွားချင်အောင်သွားပေမဲ့အခုသူတင်ရဲ့ဒီနေရာဇရက်ကိုတော့ပြန်လာတယ်။ပြီးခဲ့တဲ့တစ်ပတ်ကလက်နက်ကင်တပုံဖွဲရ300ဟာဒီဘက်မှာဓမြတိုက်ဖို့လာရင်လက်မိုင်းတင်ပြီးရဲ့အရက်တွေတောက်ပြီးတော့အိပ်ပျော်သွားတော့မှဒီမွေဝင်စားလက်ပွားတွေ့သွားတော့ရွာကိုသတင်းပေးခဲ့လို့ရွာကကာကွယ်ရေးဖွဲ့ရဖမ်းပြီးစစ်တပ်ကိုအပ်ခဲ့ဘူးတယ်။အဲ့ဒီအညိုနဲ့အသက်ခံရရင်ထင်တာပဲ။အခုသူ့ရဲ့အလောင်းကောင်ကဓမြတွေကကောင်းမယ်ဖြစ်ရမယ်။လူဆိုးတဲ့မောင်ကြီးကအဲ့ဒီရွာသားရဲ့ပြောတဲ့စကားကိုကြားရတဲ့အခါမှာတော့ဖြစ်နိုင်တဲ့အချီဆုံးစကားဖြစ်ကြောင်းတွေးမိလိုက်ပါတယ်။ဒါကြောင့်လူဆိုးတဲ့မောင်ကြီးဟာမွေဝင်စားလက်ပွားရဲ့အနီးမှာဒူးထောက်ထိုင်ပြီးလက်ပွားကိုကန်ကိုင်မွေဝင်စားလက်ပွားရေအရှင်ကလည်းမင်းကူညီခဲ့ပြီးပြီဒီတစ်ခါလေငါ့ကိုကူညီအောင်မင်းကိုတက်ခဲ့တဲ့လူတွေကိုမင်းကိုယ်တိုင်ဖမ်းပြီးတော့ငါတို့ကတော့မင်းကိုကူညီမယ်အဲ့ဒါလိုပြောပြီးလက်ပွားရဲ့သွေးတက်ဆောက်ယူပြီးမိမိကင်ဆိုင်တော့6လုံးပြည့်ရဲ့ပြောင်းဝါကိုတုံးလင်းလိုက်ပါတယ်ကုန်းမြင့်ပေါ်မှာမွေသွန်တန်းကြောက်ရည်ကြည့်လိုက်ရာဖြူမီးတန်းတစ်ခုပေါ်လာပြီးလူတယောက်ရက်နေတဲ့ပုံသဏ္ဍာန်ဖြစ်သွားပြီးရေဆက်အတိုင်းမိကိုရန်ကြီးဟာဓဏီတော်ကြီးအတွင်းသို့မွေတကောင်သွားတကဲ့သို့ကွေးကောက်ရီထွက်သွားပါတယ်မိတ်ဆွေတို့ခမည်းတော်ရွာကိုဒီအလောင်းယူသွားတော့ကျွန်တော်တို့ဆက်လိုက်သွားအောင်မယ်အဲ့ဒီလိုပြောကမိကိုရန်ကြီးထွက်သွားတဲ့နောက်မှာလိုက်ခဲ့ကြပါတယ်ခြေတန်းလောက်အောင်သွားဟိသိန်းဆုံးမျက်လုံးနဲ့ကြည့်မပေါ်စနဲ့အဲ့ဒီလိုပြောကလူဆိုးရိတ်မောင်ကြီးကရှေ့မှထွက်ခဲ့ပါတယ်သွားရဒီကမလွယ်ဓဏိပင်ပိမ့်မင်တွေကြောင့်ရှင်းဝက်ထဲမှာရှောက်လာခြင်းဖြစ်ပါတယ်မိကိုရန်ကြီးမှာရှေ့ဝါတရိုက်ခံသွားပြီးတော့အခါမြစ်ကိုဖြတ်၍ရေလဲသို့ထွက်သွားပြန်ပါတယ်ဟာဘိုးကြီးဘယ်လိုလုပ်မလဲရေထဲတော့ကျွန်တော်တို့လေမရှိပဲမဖြတ်နိုင်ဘူးဟေးအားလုံးဝစ်ပြီးနေရာယူကြကြည့်ကွယ်မျက်ွယ်ကောင်းယူဘာတမ်းမှမကြားချင်ဘူးနောက်ဆုံးပြောလိုက်မယ်လေးလေးချင်းနဲ့ဆိုရင်တော့အောင်ထားကြလူဆိုးတဲ့မောင်ကြီးကအမိန်ပေးလိုက်ပါတယ်အားလုံးကရှုံးဘက်ထဲမှာဒူးထောင်အနေထားဖြင့်
မိကိုယ်တန်းသွားရသူကြည့်လိုက်ရမှာတော့ဟိုဘက်ကမ်းမှာဒီဘက်ကမ်းတို့လောင်းနေတဲ့စီလူ3ယောက်စီကလှေလော်လာတာကိုမြင်ကြရပါတယ်။ဘိုးကြီးဟိုလေးကထူးဆန်းနေဒီနေရာမှာလူသွားလမ်းမရှိပဲဒီဘက်ကိုတက်တက်ကြီးလာနေတယ်။အေးကွာဟိုမကြီးမိကိုယ်တန်းကြီးကအဲ့ဒီလေးစီကိုတက်တက်သွားနေတယ်။တို့စိတ်ရှိနေစောင့်ကြည့်ကြစို့နည်းနည်းမှမလုပ်ပဲပိန်းပင်နဲ့ဓနိပင်များကိုအကာအကွယ်ယူကစောင့်နေကြပါတယ်။ကုန်းပေါ်မှာရှိရဲကိုရှင်းလင်းမြင်ရတော့လေရေထဲမှာကုန်းပေါ်ကိုရှင်းလင်းမမြင်ရကားမဲ့ဓနိပင်ပိန်းပင်နဲ့လက်မှုပင်တို့ကကွယ်နေရကြောင်းလူစိုးတိတ်မောင်ကြီးတို့မှာမျက်ွယ်ကြည့်ွယ်ကောင်းကောင်းရနေပါတယ်။မိကိုယ်တန်းကြီးကလှေပေါ်ပါလူ3ယောက်ကိုပတ်ခွေသွားပြီးနောက်တဖြည်းပြောက်ွယ်သွားပါတယ်။အဲ့ဒီလိုမိကိုယ်တန်းကြီးကိုလူစိုးတိတ်မောင်ကြီးတို့ကကောင်းစွာမြင်သေးတော်လေလှေပေါ်မှာလိုက်ပါလာသူတို့ကသတိပင်မမှုကြပေရဲဘော်တို့ဟိုလေဘောကကောင်းနေရမတင်ကားစရာပဲကွာဒီနေရာကတရွာနဲ့တရွာဖြတ်သွားဖြတ်လာလောက်တဲ့လမ်းလည်းမရှိဘူးဒီကောင်နေဒီနေရာကိုဥတီလာတယ်ဆိုတော့မတင်ကားစရာပဲသတိထားကြလူစိုးရိမ်မောင်ကြီးကသတိပေးလိုက်ပါတယ်အဲ့ဒီလိုသတိပေးနေကြမှာလူစိုးရိမ်မောင်ကြီးတို့ရဲ့ရှေ့တက်ကန်းတို့လာဆိုင်ပါတော့တယ်ခိုးခံမဲ့ပုံပေါ်ရင်လူအမောင်မပြစ်နဲ့ပြန်ပြီးထွက်မပြေးအောင်လှေကိုပဲပြစ်ပါသတိပေးလိုက်နေပါတယ်လှေကန်းတို့ကတ်တာနဲ့လှုပ်တော့တနက်ကင်ထားတော်လူကပထမဆုံးဆင်ပါတယ်နောက်မှငှက်ကြီးတောင်ထားရှိကင်ထားတော်လူများကဆင်းဖို့ရက်လိုက်တဲ့ချိန်လူဆိုးတဲ့မောင်ကြီးက6လုံးပြူတနက်ကိုမိုးပေါ်ထောင်ပြီးပြစ်လိုက်ပါတယ်ဟဲ့ကောင်လေးအားလုံးလက်မြောက်ရှင်းမတနက်ကင်ထားသူကမမျောလိမ့်မယ်တနက်နဲ့ကြားတာကြောင့်ရှုံနေသူမှားဝါးထူလိုက်ပါတယ်လူတကူလုံးရှုံနေနှိမ့်ဝင်သွားပါတယ်လှုပ်တဲ့ရိုင်းဖက်တဲ့လည်းရှုံနေနှိမ့်ဝင်သွားပြီးဘာမှသုံးမရတော့တနက်ပြောင်းထဲသို့၎င်းကြည်စလုတ်ထဲသို့၎င်းရှုံများပြေဝင်သွားပြီဖြစ်ပါတယ်နောက်ထပ်ရိုင်းဖက်5လက်ကလူဆိုးရဲ့လေကိုစုပ်ပြတ်သွားအောင်ပြစ်လိုက်ရာလှေပေါ်မှာဓားခိုင်လူနှစ်ယောက်ကဓားအုပ်ကန်ရဲ့ရှေ့သို့မှောက်ဝါထိုး၍ခုံဆက်လိုက်ရမှာတော့ရှေ့မှာရှုံနေနေတော့ကျိုးကိုဒုတိယလူရဲ့ဓားကစောင့်ဝင်သွားတဲ့ကဲ့သို့ဒုတိယလူပေါ်သို့တတိယလူကလည်းဓားကြီးဖြင့်မှောက်ဝါထိုးလိုက်ရာနောက်ဆုံးခုကြတဲ့လူဆိုးရဲ့ဓားရှိကပထမလူရောဒုတိယလူရောနှစ်ယောက်စလုံးကိုဓားပြစ်ထိုး၍တတ်တကဲ့သို့ဖြစ်သွားပါတယ်အာတေးပါပြီဗျအမလေးကြောက်ပါပြီဗျကျုံမပြစ်ပါနဲ့လက်မြောက်ပါတယ်ပထမလူကဗက်ဆက်တဲ့ရှုံးဝင်တာကြောင့်အတန်ကမပြီးတော့ဖျူးဖြစ်အော်ခါလူလောကကိုနှုတ်ဆက်သွားပါတယ်ဒုတိယလူကနောက်ကျောကိုဓားဝင်သွားတာကြောင့်ကောင်းကောင်းအော်နိုင်တော့လေအဲ့ဒီလူရဲ့အဖို့မူနောက်ဆုံးပြောတော့စကားဖြစ်ပါတယ်တတိယလူကတော့ဒူးထောက်ပြီးလက်မြောက်နေပါတယ်လူစုံတိတ်မောင်ကြီးတို့နောက်ဆုံးမြင်ကွင်းကထူးဆန်းလာပါတယ်အဲ့ဒီလူဆို3ယောက်ကိုရုပ်ခွေပတ်နေတော့မိကိုယ်တန်းကြီးထွက်လာပြီးအဲ့ဒီလူများရဲ့အပေါ်မှာငန်းမွေကြီးပါးပင်ထောင်နဲ့ပုံပေါ်လာပြီးတဖြည်းပြောက်ခွေသွားပါတယ်မိုးရင်စားမောင်လည်းပွားမွေဘဝပြန်ရောက်သွားသည်မှာတေချပါတယ်ဒေါသစိတ်ကိုနောက်ဆုံးအထိတုံးသွားပါတယ်မိုးရင်စားလက်ပွားကိုတက်လိုက်သူမှာတနက်ကင်ထားသူဖြစ်ပါတယ်လက်ပွားရဲ့ဒေါသမြေမြကြောက်စရာကောင်းတယ်လဲဆိုဓာတ်တစ်ချောင်းနဲ့ပင်သိနိုင်မှာတော့လေဓာတ်တစ်ချောင်းထိုးဆိုင်ခံရပြီးသိခဲ့ရပါတယ်သူတို့တွေကိုပြန်စစ်ကြည့်ရအောင်ငွေပွေးမဟာညနေတိုင်းဆရာတော်ဇဝနာတို့ရဲ့ရှစ်ခိုးတဲ့ဖျားစာကိုကြားသိခဲ့ရကြောင်းသိတော့အခါလူဖြစ်ရပါတယ်လူဖြစ်လာပါတော့လေငွေဘွားကအခြားသောတိရစ္ဆာန်များရဲ့ဥများကိုခိုးစားခဲ့ဖြစ်၎င်းတေကာနီးမှာရံဖြစ်ခဲ့တာကြောင့်ဒေါသမောဟဖုံးလွှမ်းကတေဆုံးခဲ့ရသဖြင့်၎င်းတထေးသားဖြစ်တော်လေဝေကျွေးရစားကောင်းခြင်းမစားရဝေကောင်းခြင်းမဝေရတော့လက်မှတ်နှစ်ဖြစ်တဲ့မနုဿဗေဒပိတ်တာဘွားဖြစ်လူဖြစ်ခဲ့ရပြီးစောစီစွာတေဆုံးခဲ့ရပြန်ပါတယ်လူဆိုးများကမူနံပါတ်1မနုဿနေရရှိကပိတ်တာဘွားဖြစ်လူဖြစ်လာကြတာကြောင့်သူများပစ္စည်းကိုမတရားလုပ်ပြီးသူများတက်ကိုတက်မှအသက်ရှင်နိုင်တဲ့လူမျိုးဖြစ်နေပါတယ်ဤသို့သောဘွားများတို့မရောက်ရှိရလေအောင်ဆရာတော်မောင်ထောင်မြေစင်းဆရာတော်ဖျားကြီးကအောက်ပါအတိုင်းစိုးစိုးမခဲ့တာကိုတာဝေခရရှိနိုင်မှရန်တင်ပြလိုက်ပါတယ်တရားလက်လို့ငှက်တောင်ကျွတ်အတောင်မှန်အာကိုပြီးပြန်တန်းနေရတဲ့ငှက်ဟာတောင်မှန်ကျွတ်သွားရန်ပြန်နိုင်ပါဦးမလားလူတွေလည်းငယ်ရွယ်တန်မြန်တဲ့ချိန်သွားနိုင်လာနိုင်တော့ကဒါနဆိုတဲ့အလူတန်းလဲတက်နိုင်သလားမလူတန်းခဲ့
တီလာဆိုတဲ့9ပါးတီလာ10ပါးတီလာကိုလည်းဟုတ်တိပတ်တီမဆောက်တီတမတ်ထနဲ့ဝိပဿနာတရားကိုလည်းတဏှာဤတရက်ပြည့်အောင်မထိုင်နိုင်ခဲ့တာကျွေးမှုမရကျွေးမှုတွေနဲ့ရက်တွေလတွေနှစ်တွေကုန်ပြီအသက်အရွယ်တွေကကြီးလာတော့ခြေမနိုင်လက်မနိုင်ဖြစ်လာတဲ့အချိန်ဘယ်တရားကိုအာယုံပြုရမယ်ဘာကိုမှတ်ရမယ်ဆိုတာတော့မသိကြတော့ဘူးဒါနဲ့မိမိလုပ်ခဲ့တဲ့မကောင်းတဲ့စိတ်ကထင်လာအာယုံတွေလွဲမပြီးအပယ်လေးပါဆိုတဲ့ငရဲတလိษံပိတ်တာအတူရကဲဘဝကိုရောက်သွားရောကောင်းရသူညွန်ပြနေတော့ဆရာတော်ကြီးများနဲ့တွေ့ပါလျက်အပယ်လေးပါရောက်သွားတာကြောက်စရာမကောင်းလားတနာစရာမကောင်းလားဒါကြောင့်မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့တရားတော်တွေကိုလက်မလွတ်ကြနဲ့တရားမပြတ်ကြနဲ့အတိတရားသတိထားပြီးနေကြပါလေဗျာဤစကြောင်းကလေးဟာကျုံးပြော်မျိုးမှာတကယ်ဖြစ်ခဲ့တဲ့ဇလန်းကလေးပါကျုံးပြော်ဝင်သရာကြီးဂိမ်းဆောက်ကန်ထရိုက်ကျုံးပြော်မျိုးမျက်နှာဖုံးမြမလက်ဝဲပွဲများပွဲတင်သူဦးဝင်းမောင်ရဲ့ပြောပြချက်ကိုအမြင်များပြောင်းပြီးရေးသားလိုက်ရပါတယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့စာရေးဆရာမကွေးညိုစိန်ရေးသားထားတဲ့မွေဝဲစားလက်ပွားဆိုတဲ့ဇလန်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးခဲ့ရဖြစ်ပါရှင်ဇလန်းလေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်နောက်နေ့တွေမှာလည်းဘယ်လိုဇလန်းလေးကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါအောင်နော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်